ဖျားရှင်တဲ့တာဝကများမနက်ခင်းချိန်ကတရားဘာဝနာစည်းဖြန်းနေချိန်မှာယသိဆရာကြီးစံကြီးကရောက်လာခဲ့ပါတယ်။အေးချမ်းစွာနဲ့တရားရှုမှတ်နေတဲ့ဖျားရှင်စီကိုယသိကြီးဟာဖြင်းချင်းစွာချင်းကပ်လာခဲ့ပြီးတော့အနီးကိုရောက်ချိန်မှာဖျားရှင်ကယသိကြီးကိုတာရီပုတ္တရာနဲ့မောက်ကလန်တို့ရဲ့ဆရာကြီးမဟုတ်လားလို့မေးလိုက်ပါတယ်။ယသိကြီးကသင်ဘလို့များသိနိုင်တာပါလဲလို့မေးခဲ့ပေမဲ့ဖျားရှင်ကဖြေတော်မမူပဲနေရာထိုင်ခင်းကိုသာညွှန်ပြပေးခဲ့ပါတယ်။ယသိကြီးကဝါကုတ်ပြလေးပေါ်ထိုင်ချလိုက်ပြီးတဲ့နောက်ကျွန်ုပ်ရဲ့တပည့်များတင့်ထိုင်ရောက်လာတဲ့နေ့ကလေးကကျွန်ုပ်တင်နဲ့တွေ့ဆုံလို့နေတာပါကျွန်ုပ်မှာမေးခွန်းတချို့ရှိနေပါတယ်လို့ဆိုခဲ့ပါတယ်ဘုရားရှင်ကမေးနိုင်ကြောင်းမိန့်တဲ့အခါမှာယသိကြီးကတင်ပါတွေကိုတင်ကြားပေးပါသလဲတင်းရဲ့စီးမင်းတွေကဘလို့တတ်မှတ်ထားပါသလဲကျွန်ုပ်ကတော့ဘလို့စီးမင်းမျိုးကိုမှယုံကြည်ခြင်းမရှိပါလို့မေးလိုက်ပါတယ်ဘုရားရှင်ကဒါဆိုယသိကြီးဟာစီးမင်းတွေကိုစန့်ကျင်ခြင်းဆိုတဲ့အတွေးခေါ်ယုံကြည်ညာဖြစ်ပြီးဒါလည်းစီးမင်းယုံကြည်ခြင်းတစ်မျိုးပဲဖြစ်တယ်လို့မိန့်လိုက်ပါတယ်ယသိကြီးကသင်ဟာစကားကိုကျွမ်းကျင်စွာလှည့်ပြောနိုင်တာပဲကျွန်တော်ရဲ့ယုံကြည်ခြင်းကအရေးမကြီးပါသင်ရဲ့စီးမင်းတွေကိုသာသိကျင်ပါတယ်လို့မေးလိုက်ပါတယ်ဘုရားရှင်ကလောကမှာစီးမင်းတစ်ခုကိုစုပ်ကင်ထားမိရင်လွတ်လပ်မှုတွေကိုဆုံးရှုံးသွားပြီးအစွန်းရောက်သူဖြစ်လာတတ်ကြောင်းထိုသူဟာသူ့ရဲ့စီးမင်းသားလေးမလွတ်တမ်းစုပ်ကင်ထားတတ်ပြီးတော့လမ်းမကိုရှောက်နေမိရင်တော့သူ့ကိုယ်သူအမှန်ပဲလို့ထင်မြင်နေတတ်ကြောင်းဒီလိုလွတ်လပ်တဲ့အတွေးခေါ်မရှိတဲ့အခါစီးမင်းတွေရဲ့လွှမ်းမိုးချဲလဲခြင်းကိုခံရပြီးတော့အဲ့ဒီလူဟာအမြင်ကျင်းလာနိုင်ကြောင်းအဲ့ဒီနောက်မှာချုပ်နှောင်မှုတွေရုပ်ထွေးမှုတွေစတင်ဖြစ်လာပြီးတော့မိမိရဲ့ယုံကြည်မှုကပြန်လဲချုပ်ကင်ခြင်းကိုခံရနိုင်ကြောင်းဒါကြောင့်စီးမင်းတွေထဲမှာပိတ်မိနေရင်မိမိရဲ့တရားကျင့်ကြံမှုအပေါ်မှာပါထိမ့်ချုပ်ခံလာမှာဖြစ်ပြီးတော့ဘယ်တော့မှညံအလင်းကိုရနိုင်တော့မှာမဟုတ်ကြောင်းဟောကြားခဲ့ပါတော့တယ်ယသိကြီးကဒါဆိုရင်တင့်ရဲ့တပည့်တာဝကတွေကရောတင့်ရဲ့စီးမင်းထဲမှာပိတ်မိမနေနိုင်ဘူးလားလို့ပြန်ထောက်လိုက်ပါတယ်ဖះရှင်ကကိုရော့ရဲ့တရားလမ်းစဉ်ဟာဘယ်စီးမင်းကိုမှအခြေခံခြင်းမရှိပဲကိုယ်တိုင်ကျင့်ကြံရရှိခဲ့တဲ့အသိမြင်များကိုသာမျှဝေခြင်းဖြစ်တယ်လို့ပြန်မိန့်ခဲ့ပါတယ်ယသိကြီးကဒါမဲ့တစုံတစ်ယောက်ကတင့်ရဲ့အသိမြင်တွေကိုသူ့အတွက်စီကံဖြစ်မှိုက်ယူလိုက်ဘယ်လိုလုပ်မလဲလို့ပြန်မေးခဲ့တာပါဘုရားရှင်ကကျွန်တော်ရဲ့ကျင့်စဉ်ဟာအသိမြင်များတာဖြစ်တာကြောင့်စီးမြင်တစ်ခုလိုစုပ်ကင်ထားလို့မရနိုင်ကြောင်းဥမာနေနဲ့လေငယ်တစ်စင်းနဲ့အလားတန်တူပြီးတော့မြစ်ကိုဖြတ်ကူးရန်အတွက်သာအသုံးဝင်တာဖြစ်ကြောင်းဒါပေမဲ့မြစ်ကိုဖြတ်ပြီးသွားရင်တော့အဲ့ဒီလေကိုတပါးတည်းတည်စရာမလိုတော့သလိုဘုရားရှင်ရဲ့ကျင့်စဉ်ဟာလည်းတန်တရားမြစ်ကိုဖြတ်ကူးဖို့အတွက်သာဖြစ်တယ်လို့ဟောခဲ့ပါတော့တယ်ဘုရားရှင်ရဲ့တရားစကားအဆုံးမှာယသိကြီးဟာအရှင်ဗုဒ္ဓသင်ဟာကြည်လင်နေတဲ့ဂျေးမုံမှန်တစ်ချက်လိုပါပဲသင်ကိုမြင်လိုက်ရတာနဲ့ကျွန်ုပ်ဟာကိုပြန်မြင်နိုင်ခဲ့ပါပြီယခုချိန်ကစပြီးကျွန်ုပ်ရဲ့ဘဝကြီးဟာမောဟအမှောင်လူကြီးတဲ့ကနေလွတ်မြောက်ရပါပြီကျွန်ုပ်ကိုသင်ရဲ့တပည့်ဖြစ်ခံခွင့်ပြုပါတော့လို့ဆိုကဘုရားရှင်ရှေ့တော်မှာရှ िख ိုးဥခိုက်ကတရဏဂုံ၃ပါးကိုစောက်တည်ခဲ့ပါတော့တယ်